ခုတ်တလွဲပြက်တယ်ခုတ်ရတစ်ပါးရှာရတစ်ပါးဆိုတာကြားဘူးတယ်မို့လားအဲ့ဒါဘာပြောတာတုံးဆိုတော့ခုတ်တလွဲပြက်ဆိုတာကိုမုန်းတဲ့လူဆိုကြပါစို့ကိုမုန်းတဲ့လူကကိုကိုမနေ့တုန်းကဘလူညာလူပြောလိုက်လို့ဓမ္မမို့အရင်တုန်းကဘာတွေညာတွေလှုပ်ခဲ့လို့ကိုပေါ်မှာဆိုးဆိုးဝါးဝါရုပ်မာမာမကောင်းတရားလှုပ်ခဲ့ပြောခဲ့လို့ကိုမုန်းရတာအဲ့ဒီတော့ကိုမုန်းနေတဲ့အချိန်မှာကိုမကောင်းတာတွေလှုပ်ခဲ့တဲ့ရုပ်တွေနံတွေကမရှိတော့ဘူးတဲ့အခု तू ဖြစ်နေတာကရုပ်အသစ်နံအသစ်နဲ့ဖြစ်နေတာဒါကတော့ तू ကဝိပဿနာဉာဏ်ကိုတော်တော်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေမှာနားလည်လက်ခံသဘောပေါက်ဖို့ရှင်းလိမ့်မယ်သိရလားဆိုလိုတာကအခုလောလောဆယ်သူ့ရဲ့ရုပ်နံတွေကိုစော်ကားခဲ့တဲ့ရုပ်နံမဟုတ်တော့ဘူးလို့ပြောတာဒါကြောင့်အခုချိန်မှာသူ့ကိုသွားမုန်းနေလို့ရှိရင်ဆံကိုမမိဖွဲကိုမိတဲ့ခုတ်ရတစ်ပါးရှာရတစ်ပါးခုတ်တလွဲပြက်ဆိုတာအဲ့ဒါကိုပြောတာသဘောပေါက်ရဲ့လားဆိုကြပါစို့စောတော်တုန်းကမှကိုဆဲလိုက်တယ်အခုမုန်းမယ်ဆိုရင်ဆဲတဲ့လူကိုမုန်းရမရောက်တော့ဘူးဒါပေမဲ့ဒါကပထမစကားပြောနေတာနော်တကယ်ကြီးမှများဒီလူကတော့ဒီလူပေါ့သို့တော့ယုတ်တဏ္ဍအရာပြောမယ်ဆိုလို့ရှိရင်ကိုစောတော်တုန်းကဆဲခဲ့တဲ့ယုတ်တဏ္ဍတွေဟာအကုန်ချုပ်ငိမ့်သွားပြီမို့လားနောက်ထပ်သူဟာအသစ်တော့ယုတ်နံနဲ့ဆက်ပြီးတော့အသစ်ရှင်တယ်လို့ပြောလို့မရဘူးလားရတယ်အဲ့တော့ကိုမုန်းနေတဲ့ယုတ်နံဟာကိုစော်ကားတဲ့ယုတ်နံမဟုတ်တော့ဘူးတဲ့ဒီအချက်ကတော့ပိဿပေါင်းသူတော်ကောင်းတို့သဘောကျဖို့အတွက်ဉာဏ်ကြီးဖို့တော့လိုမယ်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုစတော်ကြီးကခုတ်တလွဲပြက်လို့အตาကလေးအနှစ်ထုတ်ထားတာဟုတ်ရဲ့လားနားလေတယ်နော်ဒါကြောင့်ငါမုန်းနေတာဟာငါ့ကိုစော်ကားခဲ့တဲ့ယုတ်နံတွေမဟုတ်တော့ဘူးလို့အဲ့ဒီတစ်ချက်စဉ်းစားပြီးတော့လည်းပဲဒေါသကိုဖြောင်းနိုင်အောင်ကြိုးစားရမယ်နောက်တစ်ချက်ဘာပြောတုံးဆိုတော့တစ်ဖက်သက်ညိုးတဲ့တစ်ဖက်သက်မညိုးပါနဲ့တဲ့ဒီအချက်လေးကတော့ဦးဇင်းကအလွန်ပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုကြပါစို့စိတ်တို့ရတယ်မုန်းရတယ်ဒေါသတွေဖြစ်ရတယ်ဆိုတာဒကာဓမ္မတို့ဦးဇင်းတို့ကတခါလေးစဉ်းစားတာဒင်းကြောင်ငါစိတ်တို့ရတာအဲ့လိုတွေးလေမုန်းလေပဲဟုတ်ရဲ့လားအဲ့လိုတွေးလေဒေါသတွေဖြစ်လေပဲအဲ့တော့ဘယ်လိုစဉ်းစားရမလဲဆိုတော့တမာတမတ်ကြစဉ်းစားရမယ်သဘာဝကြစဉ်းစားရမယ်တစ်ဖက်သက်ကြီးမပြောပါနဲ့ကို့မှာလဲတာဝန်မကင်းပါဘူးတဲ့ဟုတ်လားမိကကြောင့်နဲ့မိကနဲ့ခတ်ကြတဲ့အခါမှာမီးဆိုတာပွင့်လာတယ်တခုတည်းနဲ့မီးဆိုတာမဖြစ်ဘူးဟုတ်ရဲ့လားအဲ့ဒီတော့ဆိုကြပါစို့ကိုသူကမဟုတ်တာလုပ်လို့နှိပ်စက်လို့ဟုတ်လားညှင်းဆဲလို့သို့မဟုတ်မကောင်းတရားပြုတ်လို့ကိုဒေါသဖြစ်တယ်ဆိုရင်ကိုဆိုတဲ့ဒီကိုကြီးရှိနေလို့သူကကိုမကောင်းတာလုပ်လို့ဖြစ်တာကိုသဘောပေါက်ရလားဒီအချက်ကိုတကယ်လို့သာကိုဆိုတာမရှိရင် तू ကကိုမကောင်းတာလုပ်လို့ရမလားအဲ့တော့ဒီမှာ तू မကောင်းတာလုပ်လို့ကိုစိတ်တို့ရတယ်ဆိုတဲ့ကိစ္စမှာ तू တယောက်တည်းသာရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စဖြစ်เสียအကြောင်းမရှိဘူးလို့ဆိုလိုတာအဲ့တော့ဆိုလိုတာကလောကကြီးမှာဘယ်အရာမျိုးမဆိုကိုယ့်ရဲ့ပါဝင်ပတ်သက်မှုဟာရှိနေတယ်ဒါကအလွန်ဆုံးပါဝင်ပတ်သက်မှုဘယ်လို့မှမကင်းနိုင်တဲ့ပါဝင်ပတ်သက်မှုပေါ့တခါတလေဓာတ်ထက်အများကြီးပါဝင်ပတ်သက်ပါတယ်စိတ်တို့စရာကိစ္စတွေမှာကိုကသွားပြီးတော့ပြောမိတာမျိုးကိုကသွားပြီးတော့လှုပ်မိတာမျိုးဟုတ်လားကိုကသွားပြီးတော့စွတ်ဖက်မိတာမျိုးအဲ့ဒီမှာဟိုကပြန်ပြောလိုက်တာမျိုးအဲ့ဒီမှာကိုနဲ့သူနဲ့နှစ်ဦးသားပေါင်းမိပြီးတော့စိတ်တူစရာကိစ္စတွေဟာဖြစ်လာတာဒါကြောင့်ဒီစိတ်တူရတဲ့ကိစ္စကြီးမှာသူ့တယောက်တည်းကိုသာတစ်ဖက်ကိုသာကွက်ပြီးတော့မုန်းမယ်ဆိုရင်ဒါတစ်ဖက်သက်ဆန်းတယ်လို့ဒါကိုပြောတာအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဟိုဦးဇင်းတို့ဥဒ္ဒံပါဠိတော်မှာလာတဲ့စကားလေးနဲ့နည်းနည်းတွဲပြီးတော့နားလည်ဖို့လိုမယ်လောကကြီးမှာဆင်းရဲတာတွေအဆင်မပြေတာတွေဒုက္ခတွေတွေ့လာလို့ရှိရင်သူ့ကြောင့်ကိုယ့်ကြောင့်ဆိုတဲ့အတွေးတွေထက်ဩဒီခန္ဓာကြီးရှိနေလို့ဒုက္ခဆိုတာဖြစ်ရတာကိုလို့အဲ့ဒီအခြေခံကြတဲ့အဓိကချက်ကိုစဉ်းစားမိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောထားတာရှိတယ်ဟုတ်ရဲ့လားအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့တစ်ဖက်သက်တည်းစဉ်းစားမယ်ဆိုရင်တော့ဘာဖြစ်လာမလို့ဒေါသတွေဖြစ်လာလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ငါမှလည်းတာဝန်မကင်းဘူးဆိုတာကိုအမှန်တိုင်းနားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါဟောကြားဆိုတာအဲ့ဒီတရား10ပုဒ်နဲ့ကိုယ့်ကိုယ်ကိုဟောရမယ်ဟုတ်ရဲ့လား